အားလုံးမင်္ဂလာပါအခုကအစီအစဉ်အသစ်လေးစီစဉ်ပေးထားပါတယ် English learner တွေအတွက်ပို့ပြီးတော့အဆင်ပြေစေရန်စကားပြောအတွက်ပေါ့နော်တချို့ကညင်းနေကြတယ်ငါအင်္ဂလိပ်စကားကိုဘယ်သူနဲ့လေ့ကျင့်ရမလဲလေ့ကျင့်စရာလူမရှိဘူးအဖို့မရှိဘူးဆိုတာတွေဒီအကြောင်းပြချက်တစ်ခုဖြစ်နေပြီပေါ့နော်ဒါဆိုလို့ရှိရင်အဲ့အကြောင်းပြချက်ကိုခြေဖြတ်နိုင်ရန်အတွက်အခုသင်ခန်းစာလုပ်ပေးလိုက်ပါပြီပေါ့နော်ဘယ်လိုလုပ်ပေးမလဲဆိုလို့ရှိရင်အခုဒီ conversation အပြန်အလှန်စကားပြောတဲ့ပုံစံကိုသင်ပေးမှာဖြစ်ပါတယ်ပထမဆုံးသင်ကြားမယ့်ပုံစံကဝါကြတစ်ခုချင်းရဲ့အတိတ်ဘက်ကိုရှင်းပြမယ်နောက်တစ်ခုကကြတော့ဆရာကတစ်ခုပြောမယ်သင်တို့ကတစ်ခုပြောပေါ့နော်ဥမာ AB ဆရာက A ပြောမယ်သင်တို့က B ပြောမယ်အဲ့လိုပုံစံမျိုးလေ့ကျင့်မယ်ဒုတိယတစ်ခုကကြတော့ပြန်ပြီးတော့ပြောင်းပြန်ပြောမှာနော်သင်တို့က A ပြောမယ်ဆရာက B ပြောမယ်ဟုတ်ပြီနော်အဲ့လိုလေ့ကျင့်ကြရအောင်အဲ့ဒါဆိုလို့ရှိရင်တို့တို့ရဲ့ English ကတဖြည်းဖြည်းနဲ့တိုးတက်လာပါလိမ့်မယ်စကြအောင်တွေ့ခေါင်းစဉ်က Do you love me မင်းငါကိုမေတ္တာရှိသလားချစ်သလားပေါ့နော်ဟုတ်ပြီပထမဆုံးမေးတဲ့ဝါကြကတယောက်ကမေးတယ် Do you really love me မင်းငါကိုတကယ်ချစ်သလားပြန်ပြောတယ်ဟိုကောင်က of course ဆိုတာပြန်ပြီးတော့မှထောက်ခံလိုက်တဲ့ပုံစံမျိုးချစ်တာပေါ့ဟုတ်တာပေါ့ဟုတ်နော် prove it ဒါဆိုရင်တက်တည်ပြခိုင်းတယ်ပြန်မေးမယ်ဟိုကောင်က how can I prove it how can I prove it ပေါင်းပြောမယ်ဆိုတော့ချင်း how can I prove it ငါအဲ့ဒါကိုဘယ်လိုတက်တည်ပြမလဲ take me to dinner ငါ့ကိုညစာကျွေးအပြင်မှာညစာကျွေးပေါ့နော် That's it ဒါပဲလား That's all I have to do ငါလုပ်စရာအဲ့ဒါပဲလားသူပြန်မေးတယ်နံပါတ် B ကပြန်ပြောတယ် Take me to a nice restaurant not to McDonald's လို့လည်းမရဘူးတဲ့အတော်ကောင်းတဲ့စားသောက်ဆိုင်ကိုခေါ်သွားရမယ်စားသောက်ဆိုင်မှာကျွေးရမယ်ပေါ့နော်ဟိုကပြန်ပြောတယ် But a nice restaurant costs money ဟာကောင်းတဲ့စားသောက်ဆိုင်ကကုန်ကျမှုများတယ်ပတ်စံကုန်မှာပေါ့အဲ့ဒါပြောတာဟိုကပြန်ပြောတယ် Yes you have to make a reservation ဟုတ်တယ်မင်းကကြိုတင် booking တော့မှလုပ်ပေးရမှာပေါ့နော်ဟိုမှာကိုကကြိုတင် booking လုပ်ထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပတ်စံကုန်မဲ့ပုံစံမျိုးပေါ့နော်နောက်တော့သူကဘာပြန်ပြောလဲ That's such a hassle ဒါတက်ကြာညားတာပဲကလင်ကချစ်ကြတာပဲဒါကတော့တက်ရစ်တာပဲအဲ့လိုမျိုးအတိတ်ပဲရတာပေါ့နော် I knew you didn't love me ငါသိလိုက်ပြီမင်းငါ့ကိုတကယ်မချစ်ခဲ့ဘူးဆိုတာနော်နောက်တော့ဟိုကပြော Okay ကောင်းပြီ I will make a reservation right now ငါ Okay ငါအခုချက်ချင်း booking လုပ်ထားလိုက်ပါမယ်နော်အဲ့လိုပြန်ပြောနော်ဒါဆိုရင်အဆင်ပြေသွားပြီထင်တယ်အခုတစ်ခါကအကုန်လုံးလိုက်ဆိုကြည့်မယ်နော် Do you really love me ဆိုမယ် Of course Prove it How can I prove it Take me to dinner That's it That's all I have to do Take me to a nice restaurant not to McDonald's But a nice restaurant costs money. Yes, you have to make a reservation. That's such a hassle. I knew you didn't love me. Okay, I will make a reservation right now. ဟုတ်ပါပြီဒါကကိုအကျဉ်းသားရအောင်လိုက်ဆိုတဲ့သဘောပါအခုလေ့ကျင့်မယ်ဆရာက A ပြောမယ်သင်တို့က B ပြောမယ် Do you really love me? Prove it. Take me to dinner. Take me to a nice restaurant, not to McDonald's. Yes, and you have to make a reservation.
I knew you didn't love me ဟုတ်ပါပြီဒါကတော့ဆရာက A ပြောတယ်သင်တို့က B ပြောတယ်အခုတစ်ခါကသင်တို့က A ပြောလိုက်ဆရာက B ပြောမယ် Okay စမယ် Of course How can I prove it That's it That's all I have to do But a nice restaurant costs money That's such a hassle Okay I will make a reservation right now ဒီဒါမျိုးလေးတွေကိုမကြမကြလေ့ကျင့်ပေးပါလေ့ကျင့်ပါများရင်တော့အတန်ထွက်လဲကောင်းမယ်အသုံးနှုန်းလဲတည်သွားမယ်ပေါ့နော်ဒီနေ့ကတော့ဒါလောက်ပဲလေ့ကျင့်ကြရအောင်နောက်ကြရင်လည်းဒီလိုမျိုးသင်ခန်းစာလေးတွေကိုမကြမျှဝေပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လာမယ့်သင်ခန်းစာတွေကိုလေ့လာလို့ရအောင်အတူတူကလေ့ကျင့်လို့ရအောင် like and share follow လေးလုပ်ထားပါ subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့เนาะအားလုံးမင်္ဂလာပါနဲ့ပြည့်စုံပါစေ have a happy life